ဆိုတော့ဒီကလေးတွေကိုတာမန်အဖြစ်သူတို့အကြောင်းကိုခါခါနာနာမသိတဲ့အခါကျတော့တာမန်လူသားတွေကသူတို့ကိုနီးမျိုးစုံနဲ့ဆွဆွဲတာပေါ့နော်ဥမာဘယ်လိုဆွဆွဲတယ်လဲဆိုလို့ရှိရင်လူမှုရေးကိုနားမလည်ဘူးဒီကလေးကအစအနောက်တန်တဲ့နောက်ပြောင်တက်တဲ့ကလေးဖြစ်တယ်ကလေးဆိုးကြီးဖြစ်တယ်ပြောမရဘူးပြောစကားနားမထောင်ဘူးသူများပြောလူကြီးတွေစကားပြောလဲဖြက်ဖြက်လာပြောတယ်ဒေါသကြီးတယ်ကလေးကအရန်ကြမ်းတမ်းတာပဲနောက်ပြီးကလေးကကနာမငြိမ်ဘူးစိတ်လို့ရှားနေတယ်ဒီကလေးကပြဿနာကလေးပဲနောက်ပြီးဒီကလေးကအမြဲတမ်းပဲကြိုးစိတ်ကိုခံချင်တယ်ဆိုတဲ့အမည်နာမတွေနဲ့ဒီအထူးကုယုပြုဆုံးချလောတော့ကလေးတွေကိုနာမည်မျိုးစုံတက်ပြီးကျွန်တော်တို့ရက်ွက်ထဲမှာအမြဲတမ်းပြောထားရှိပါတယ်လို့အဲဒါကြောင့်မလို့ဒီအထူးကုယုပြုဆုံးချလောတော့ကလေးတွေရဲ့တွင်ပြင်လက္ခဏာတချို့ကိုပြောချင်ပါတယ်အဲဒါကဘာလဲအဲ့ဒီအများကြီးတွေကကြည်တာတဲ့တွင်ပြင်လက္ခဏာတွေကသူတို့ကလေးတွေကအသေးစိတ်ကိုအာယုံစွတ်စိတ်မှုမပြုတ်နိုင်ဘူးနောက်ပြီးသူများပြောစကားကိုလည်းနားမထောင်ဘူးနောက်ပြီးသူတို့ရဲ့အာယုံကလွယ်ကူဆိုအာယုံလွဲတတ်တယ်နောက်ပြီးနေ့စဉ်လုပ်နေကြအလုပ်ကိုလည်းသူတို့မိနေတတ်တယ်နောက်ပြီးတစ်ခါတလေရှောက်ပြေးတခုခုပေါ်ခုန်တက်နေတတ်တယ်နောက်ပြီးမနာတမ်းစကားပြောနေတတ်တယ်နောက်ပြီးမစင်စားပဲပြောဆိုပြုမှုတတ်တယ်သူတို့အထူးပြုဆောင်ဆရာလောတော့ကလေးတွေရဲ့တုံ့ပြန်လက္ခဏာတချို့ကမင်းရင်လည်းပြီးပြောတတ်တာပေါ့နော်နောက်ပြီးခုနပြောသလိုသူများစကားပြောတဲ့အချိန်မှာလာဖြတ်ပြီးပြောတတ်တယ်ဒါတွေကတော့တွင်ပြင်လက်နာအများကြီးတဲ့ကနေအတွေ့ရအများတဲ့တွင်ပြင်လက်နာတချို့ဖြစ်ပါတယ်ပေါ့နော်ဆိုတော့အထူးဂရုပြုဆောင်ရှားလို့တော့ကလေးတွေထဲမှာဒီနေ့ပိုးများလာတဲ့လူတိများလာတဲ့ autism ကလေးတွေရဲ့တွင်ပြင်လက္ခဏာအချို့ကိုဆက်ပြီးပြောချင်ပါတယ်။ autism ကလေးတွေဟာနာကျင်မှုကိုမသိဘူးခံစားမှုနေပါတယ်အန်ဒရေကိုအန်ဒရေမှမသိဘူးအဲ့ဒါကြောင့်မလို့ကြောက်လက်မရှိဘူးအချောင်းပြချက်မရှိဘဲနဲ့ရေလိုက်ငိုလိုက်အော်လိုက်ရှိနေတတ်တယ်။နောက်ပြီးကလေးကတူတီချနေတတ်တယ်။အဲ့ဒါကြောင့်မလို့ကလေးကအချီလည်းမခံဘူးအဖက်လည်းမခံဘူးသူ့အနာမှာတော့ကတ်နေလဲသူကအရှောင်ပြေးသွားတယ်။နောက်ပြီးအပေါင်းအသင်းဆက်ဆံမှုမှာအားနေတယ်ခက်ခဲတယ်။ပေါင်းအသင်းဆက်ဆံဖို့ခက်ခဲတယ်။နောက်ပြီးအဆွဲလန်းကြီးတယ်။လူပဲဖြစ်ဖြစ်ရာဝတ္ထုပဲဖြစ်ဖြစ်ပစ္စည်းပဲဖြစ်ဖြစ်အနတ်ပဲဖြစ်ဖြစ်ဒီခုကိုနှစ်သက်ပြီဆိုလို့ရှိရင်အဲ့ဒါကိုဒါအဆွဲလာများတာကြီးတာပေါ့နော်နောက်ပြီးတုံ့ပြန်မှုအတန်ပဲဖြစ်ဖြစ်တခြားတုံ့ပြန်မှုအားနေတယ်မျက်လုံးချင်းစုံပြီးကြည့်ဖို့အရန်ခက်ခဲတယ်မျက်လုံးစုံပြီးမကြည့်တတ်ဘူးပေါ့နော်နောက်ပြီးသူများပြောတာကိုတန်ရောင်လိုက်ပြီးပြောတတ်တယ်နောက်ပြီးတစ်ခါတလေကိုလှည့်ပတ်တဲ့ခါတဲ့ရာဝတ္ထုတွေကိုလည်းပစ္စည်းတွေကိုလည်းလက်နဲ့လှည့်ပြီးနေတတ်တယ်။နောက်ပြီးထက်ခါတလဲလဲအလုပ်ပြီးသားတစ်ခုကိုထက်ခါတလဲလဲလုပ်တတ်တယ်။နောက်ပြီးစကားမပြောဘဲအမူအရာနဲ့ဆက်သွယ်နေတတ်တယ်။မင်းတဲ့တိတ်မထူးတော့ဘူးပေါ့နော်။စကားတန်မဟုတ်တော့အတန်ဖြန့်ဆက်သွယ်မှုလည်းပြုတ်တတ်တယ်။လမ်းလျှောက်ရင်ခြေပြထောက်ပြီးလမ်းလျှောက်တတ်တယ်။ခေါင်းတွေကိုလည်းစောင့်တတ်တာပေါ့နော်။နောက်ပြီးအာယုံခံစားမှုနဲ့ဆိုင်တဲ့အထီးတွေမှာပြင်းထန်တယ်။ပုံမှန်မဟုတ်တော့ကစားနည်းဖြင့်ကစားနေတတ်တယ်တိုးလွန်းတော့ကျေလွန်းတော့အတမ်းများကိုလက်မခံနိုင်ဘူးဒါတွေက autism ကလေးတွေမှာအတွေ့ရများတဲ့ဒီကလေးတွေရဲ့လက္ခဏာဖြစ်ပါတယ်နောက် Down syndrome ကလေးတွေရဲ့တွင်ပြင်လက္ခဏာ autism နဲ့ Down နဲ့မတူဘူးပေါ့နော် Down ကလေးတွေကတော့မျက်နှာမျက်စိနှာခေါင်းပြားနေတယ်ပါးစပ်ပေါက်ကြီးနေတယ်ကုတ်တူတယ်စက်ပူတယ်ရှာတစ်လက်ထွက်နေတတ်တယ်သူတို့ရဲ့ရှာကဖြားပြီးကြီးနေတယ်တိုးနေတယ်နေရွက်ကတင်းနေတယ်ချင်းမနဲ့ချင်းညူကြကျဲနေတယ်နောက်ပြီးကြွက်သားမှာတောက်မှုရောက်နေတယ်ကြွက်သားတွေကပျော့နေတာပေါ့နော်အဲဒါကြောင့်မလို့အစစ်များပျော့ပြောင်းပြီးအစစ်ချိုးနိုင်မှုကလွန်ကင်းနေတာမန်ထက်ပိုပြီးအစစ်တွေကကွေးကောက်နိုင်တာပေါ့နော်လက်ဖွားကျပြီးလက်မောင်းများကိုတူတယ်လက္ခဏာတစ်ကြောင်းတည်းပဲရှိတယ်ချောင်းနဲ့ခြေချောင်းများကတူတယ်အရက်ပူတယ်ဒါတွေက Down syndrome ကလေးတွေရဲ့တွင်ပြင်လက္ခဏာတချို့ဖြစ်ပါတယ်လို့လက်ရှိမြန်မာနိုင်ငံရဲ့လိုအပ်ချက်ဒီအထူးဂရုပြုဆောင်ရှားလိုတော့ကလေးတွေအတွက်ပြောမယ်ဆိုလို့ရှိရင်ခုနပြောသလိုကျောင်းတွေက90လောက်ပဲရှိတယ်ဝန်ဆောင်မှုရတဲ့ကလေးတွေကမြန်မာနိုင်ငံမှာတောင်းကနန်းတောင်ရှိမယ်မထင်ဘူးမတန်ဆွမ်းကလေးဒီအထူးဂရုပြုဆောင်ရှားတော့ကလေးအပါဝင်မတန်ဆွမ်းကလေးကတိန့်ချီရှိတယ်လို့ခန့်မှန်းရမှာဖြစ်ပေမဲ့ခန့်မှန်းလို့ရတာဖြစ်ပေမဲ့
တကယ်ဝန်ဆောင်မှုရတဲ့ကလေးကထောင်ကနန်းကျော်ပဲရှိတယ်တောင်းကနန်းတော်မရှိဘူးပြောချင်တာကမြောက်များလားဆိုတော့တင်းချီတော်မတန်ဆွမ်းကလေးအထူးပြုဆောင်ဆွေးရန်လိုတော့ကလေးတွေဟာဒီနေ့ဘာဝန်ဆောင်မှုမှမရဘဲနဲ့မိဘတွေကလည်းသူတို့ရဲ့လိုအပ်ချက်ကိုမသိဘဲနဲ့ဒီတိုင်းရှင်တန်နေကြတယ်ရှိနေကြတယ်ဆိုတာလေးကိုပြောချင်တာဖြစ်ပါတယ်သူတို့ကိုဝန်ဆောင်မှုပေးတဲ့မတန်ဆွမ်းကြောင်းတွေလည်းမလုံလောက်ဘူးဒီကန်တာကိုတိကျွမ်းတဲ့ကျွမ်းကျင်သူပညာရှိတွေလည်းမရှိနေပါတယ်မြန်မာနိုင်ငံမှာအများနေပါတယ်အဲဒါကြောင့်မလို့အဓိကဒီနေ့ဓမ္မမိတ်ဆွေတွေကိုတိုက်တွန်းချင်တာကကလေးတွေနဲ့ပတ်သက်တဲ့သာသနာလုပ်ငန်းလုပ်နေတဲ့ Sunday School တိုင်းကဒီကွက်လက်ကြီးကိုလွတ်တဲ့ဟာကွက်ကြီးကိုကရုစိုက်ပြီးဖြည့်ဆည်းပေးဖို့ရအတွက်အခွင့်အရေးအမတာကြီးမားတဲ့အခွင့်အရေးရှိနေတယ်ဆိုတာလေးကိုသတိပေးချင်ပါတယ် Sunday School တွေကခရိယန်တဲ့ကလေးတာတနာလုပ်ငန်းမှာဒီအထူးကုပြုဆောင်ဆရာလို့တော့ကလေးတွေရဲ့လိုအပ်ချက်ကိုနားလည်ပြီးဖြည့်ဆည်းပေးနိုင်မယ်ဆိုလို့ရှိရင်တော့ဒီအရာကအမတာမှအခွင့်အကောင်းတစ်ခုဖြစ်တာပေါ့နော်လှုပ်လဲလှုပ်တင်တယ်အရာအရေးကြီးတဲ့ကဏ္ဍတစ်ခုလည်းဖြစ်နေပါတယ်ဆိုတာလေးကိုပြောချင်ပါတယ်ဆိုတော့နေရာတိုင်းမှာရှိတဲ့အတင်းတော်တွေကြောင်ကြားနေစွနေဖြာမြို့ရောတိုင်းမှာရှိတဲ့Sunday School တွေမှာဒီအထူးကိုပြုဆောင်ဆရာလိုတော့ကလေးတွေကိုနားလည်ပေးပြီးသူတို့အတွက်လိုတော့ဝန်ဆောင်မှုကိုပေးနိုင်ဖို့ရအတွက်ဆိုလို့ရှိရင် Sunday School တာတနာလုပ်ငန်းကနေဒီကဏ္ဍကိုလေးထားပြီးဆောင်ရွက်စေချင်ပါတယ်ဒါကလည်းဒီနေ့တကယ်လိုတဲ့လိုချက်ကြီးမားတဲ့ဟာကွက်တစ်ခုဖြစ်တယ်ဆိုတာလေးကိုပြောချင်ပါတယ်ကျန်းစာထဲမှာဘယ်လိုပါလဲဆိုတော့ဖက်အခန်းကြီး6ငယ်လေးမှာအဘတို့ကိုသားသမီးကိုစိတ်ဆိုးစေခြင်းကမပြုတ်ကြနဲ့ဖျားသခင်ရဲ့အလိုတော်နဲ့အညီဆုံးမတွင်တင်ခြင်းကိုပြုတဲ့ကျွေးမွေးကြတော့လေကိုယ့်ရဲ့သားသမီးကိုအကောင်းဆုံးတိုးတက်နိုင်အောင်ဆုံးမတွင်တင်ပြုစုဖို့ရတဲ့မိဘအတိုင်းမှာတာဝန်ရှိတာပေါ့နော်ဆိုတော့အဲဒါကြောင့်မလို့ကိုယ့်ရဲ့ကလေးအထူးပြုဆောက်ဆရာလို့တော့ကလေးအပါဝင်ကလေးတိုင်းကိုအကောင်းဆုံးဖွံ့ဖြိုးတိုးတက်လောက်ကြီးလာတဲ့အခါမှာအားကိုးတဲ့လူသားတယောက်ဖြစ်အောင်ပြုစုပေးဖို့ဆိုတာမိဘတိုင်းကိုပေးတဲ့ဖျားပေးတာဝန်ဖြစ်ပါတယ်လို့ဒီကကျွန်တော်မလုပ်တတ်ဘူးလို့မြင်မဲ့အစားအတက်နိုင်ဆုံးဒီတာဝန်ကိုဖြည့်ဆည်းပေးနိုင်အောင်စူးစမ်းဖို့ကမိဘအတိုင်းမှာလည်းတာဝန်ရှိတယ်လို့ကလေးတငယ်နဲ့ပတ်သက်တဲ့သာသနာလုပ်ငန်းလုပ်နေတဲ့သူတိုင်းမှာလည်းတာဝန်ရှိပါတယ်ဆိုတာပြောချင်ပါတယ်ညီကုန်းချုပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီအထူးကရုပြောဆုံးဆရာလိုအပ်သောကလေးတွေဘယ်သူကမှကရုမဆိုင်ပဲနေရာတိုင်းမှာသူတို့ရဲ့လိုအပ်ချက်မရဘဲနဲ့ကြီးထွားနေတဲ့ကလေးတွေမြောက်များစွာကိုသူတို့ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့ရအတွက်အကောင်းဆုံးသောနည်းလမ်းက Sunday School ကလေးသာသနာကနေသူတို့ရဲ့လိုအပ်ချက်တွေကိုတရိထားပြီးဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားပေးချင်အဖြစ်အထူးသဖြင့်ဒီနေ့မြန်မာနိုင်ငံအခြေအနေနဲ့ဆိုရင်ဒီထက်ကောင်းတဲ့အစီအစဉ်ကလေးတွေအတွက်မရှိဘူးဆိုတာပြောချင်ပါတယ်အဲဒါကြောင့်မလို့ဒီကလေးတွေအတွက်ထည့်သွင်းစဉ်းစားပြီးဆက်ပြီးလေ့လာပြီးလုပ်ဖို့မေတ္တာရက်ခံပါတယ်လို့အထူးကိုပြောဆောင်ရှာလို့တော့ကလေးတွေအတွက်ဆက်လက်ပြီးတည်ချင်တယ်လေ့လာချင်တယ်ဆိုလို့ရှိရင်အဲဒီမတန်ဆွမ်းတဲ့ဉာဏ်များပြုစုအောင်ရင်းမြုံနဲ့လည်းဆက်သွယ်ဖို့လာပြီးဆက်သွယ်ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ